မင်္ဂလာပါဖိလစ်ဖြိုးချန်နေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောမယ့်အကြောင်းရင်းကတော့ဝန်ထမ်းအများစုအလုပ်ကထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာကြာရှုံးတက်ကြတယ်တော်ပါပြီကွာသူများလုံးမလုပ်တော့ပါဘူးစိတ်ရှုပ်ပါတယ်စိတ်ပြက်ပါတယ်ကိုယ့်ဘာသာကိုကိုယ်ပိုင်ဆိုင်လေးပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းလေးလုပ်တော့ပါမယ်ဆိုပြီးတော့အလုပ်ထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကြမှာအကျွေးတွေတင်အရှုံးတွေများပြီးတော့နောက်ဆုံးသူများဝန်ထမ်းပြဖြစ်သွားတဲ့ဝန်ထမ်းတွေအများကြီးပဲအဲ့ဒါသူတို့ညံ့လို့မဟုတ်ပြဿနာကသူတို့ကဝန်ထမ်းဘဝနေထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာလုတ်ပုံလှုပ်နည်းတွေမမှန်လို့သူတို့အဲ့လိုမျိုးကြာရှုံးတာကျွန်တော်လည်းတစ်ချိန်လုံးကခမားတို့လိုဝန်ထမ်းပဲ30ကနေပြီးတော့2018ခုနှစ်ထိကျွန်တော်ဝန်ထမ်းလုပ်ခဲ့ပြီးတော့အခုချိန်မှာတော့ကျွန်တော်ကိုယ်ပိုင်လုပ်ငန်းလုပ်နေတယ်သေချာတာတစ်ခုကကျွန်တော်ကိုယ်ပိုင်လုပ်ငန်းတွေကကျွန်တော်ဝန်ထမ်းဘဝပြန်မရောက်သွားအောင်ထမင်းကျွေးထားနိုင်တယ်ဆိုတော့ဒီဗီဒီယိုမှာဝန်ထမ်းအများစုအလုပ်ထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာကြာရှုံးရတဲ့အဓိကအကြောင်းရင်း၃ခုကိုအသေးစိတ်တင်ပြသွားမှာဖြစ်တယ်ပြီးတော့အဲ့ဒီအကြောင်းရင်း၃ခုကိုဘယ်လိုဖယ်ရှားနိုင်မလဲဆိုတဲ့ solution တွေလည်းကျွန်တော်ချပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ပြောသွားမယ့်အကြောင်းအရာတွေက theory တွေစာအုပ်တွေကဖတ်ပြီးတော့ translation လုပ်ထားတဲ့เนาะဘာသာပြန်ထားတဲ့အကြောင်းအရာတွေမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့အတွေ့အကြုံတွေကျွန်တော်ပတ်ဝန်းကျင်အတွေ့အကြုံတွေကိုစုစည်းပြီးတော့တင်ပြပေးမှာဖြစ်တဲ့အတွက်လုံးဝအသုံးတဲ့မှာသိကြတယ်ဆိုတော့စက်ကြည့်လိုက်ကြရအောင်ဝန်ထမ်းအများစုအလုပ်ထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကြတဲ့အချိန်မှာကြာရှုံးရတဲ့နံပါတ်1အကြောင်းရင်းကသူတို့ဝန်ထမ်းစိတ်မပြောက်လို့ဝန်ထမ်းစိတ်ဆိုတာသိတဲ့အတိုင်းပဲသူများခိုင်းမှသူများ deadline ပေးမှလုပ်တတ်တယ်မဟုတ်ဘူးဆိုလို့ရှိရင်ဝေ့နေတယ်အဲ့ဒီအကျင့်ကြီးကကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာပါလာတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကဝန်ထမ်းဘဝမှာအချိန်အများကြီးချိန်ဖြုံးခဲ့တာအဲ့ဒီအကျင့်ကြီးကပါလာပြီးတော့ဝန်ထမ်းကနေပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာကျွန်တော်တို့ကတယောက်ကလာမပြောဘူးလေကျွန်တော်ကတတိဖြစ်နေပြီကိုက boss ပဲဘယ်သူကကိုလာပြောမှာဟုတ်တယ်မလား customer ဆိုတာကလည်းကိုယ့်ဘာသာကိုလိုက်ရှာမှရတာဘယ်သူမှကိုယ့်နောက်ကနေပြီးတော့အဲ့နဲ့လဲထိုးမနေသလိုလှမ်းနဲ့လဲစိုက်မနေဘူးအဲ့တော့အဲ့ဒီအကျင့်ဆိုကြီးကတော်တော်လေးပြဿနာပေးတယ်ဒီတိုင်းမှာပြဿနာကဘာလဲဆိုတော့အလုပ်ချိန်ဝန်ထမ်းဘဝတော့ကျွန်တော်တို့အလုပ်ချိန်ကအဓိကကြတယ်တနေ့ကို8နာရီလောက်ရမယ်10နာရီလောက်ရမယ်မနေ့ကဘယ်ချိန်ရောက်မယ်ညနေဆိုရင်ဘယ်ချိန်မှရုံးဆင်းရမယ်စသဖြင့်ပေါ့ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာအဲ့ဒါတွေအရေးမပါတော့ဘာအရေးပါလဲဆိုတော့ result oriented เนาะရလဒ်ကအရေးကြီးတယ်အဲ့တော့အလုပ်ချိန်ကိုဦးစားမပေးဘဲနဲ့ရလဒ်ကိုဦးစားပေးဖို့လိုအပ်တယ်တနေ့လုံးရုံးမသွားလဲပြဿနာမရှိဘူးစိုက်မသွားလဲပြဿနာမရှိဘူးအဓိကရောင်းရတတ်နေဖို့ပဲတနေ့မြောက်ပြဿနာကဘာလဲဆိုတော့မှားမှကြောက်တာဝန်ထမ်းဘဝတုန်းက supervisor ကစုမှာ manager စုမှာတတိယစုမှာကြောက်ပြီးတော့မလုပ်မိဘူးအဲ့ဒီကျင့်ကြီးကပါလာပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာလဲစွန့်လွတ်စွန့်စားဖို့အတွက်ကြောက်ရွံ့နေတတ်တယ်အဲ့ဒီတော့အခွင့်အလမ်းတွေဆုံးရှုံးပြီးတော့နောက်ဆုံးမှာလုပ်ငန်းပိတ်သိမ်းရတဲ့အဆင့်ကိုရောက်သွားတတ်တယ်ဝန်ထမ်းစိတ်ပြောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ leadership skill ကိုမြင့်တင်နေဖို့လိုတယ် leadership skill ကိုမြင့်တင်နေဆိုတဲ့နေရာမှာနံပါတ်1စာအုပ်ဖတ်လို့ရတယ်နံပါတ်2သူများပြောရင်နားထောင်လို့ရတယ်ဒါပေမဲ့တကယ်အသုံးတဲ့နီလန်ကတော့ကိုယ်ပိုင်အလုပ်ကိုမစခင်သူများဝန်ထမ်းဘဝမှာကတည်းကကိုယ့်ရဲ့ leadership skill ကိုကောင်းနေအောင်လေ့ကျင့်ပြိုးထောင်ပေးဖို့လိုအပ်တယ်အမှားလုံးမိမှာကိုမကြောက်နဲ့ရလဒ်ကိုအလေးထားဒါဆိုလို့ရှိရင်ပထမအကြောင်းရင်းကိုဖယ်ရှားပစ်လို့ရသွားပြီဝန်ထမ်းများစုအလုပ်ထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းစလုပ်တဲ့အချိန်မှာကြာရှုံးရတဲ့ဒုတိယမြောက်အကြောင်းရင်းကကိုယ်ပိုင်လုပ်ငန်းကိုအလုပ်ထွက်ပြီးမှအစပြုမိခြင်းပဲတချို့ကထင်ကြတယ်သူများဝန်ထမ်းဘဝကိုစွန့်လွတ်ပြီးတော့မှကိုယ်ပိုင်လုပ်ငန်းကိုစပြီးတော့တီထောင်ပဲပေါ့တကယ်တော့အဲ့ဒါအမှားဗျကိုယ်ပိုင်လုပ်ငန်းကိုလုပ်ပြီးဆိုတာနဲ့လစာမရတော့ဘူးလစာမရတော့ဘူးဆိုတာနဲ့ဘာနဲ့သွားစားမလဲဟုတ်တယ်မလားစူတောင်းဆောင်းနဲ့စားမလားဒါမှမဟုတ်လို့ရှိရင်သူများစီကချင်းငှားပြီးစားမလားတေချာတာတခုကတော့ကိုစားလုပ်လိုက်တဲ့ကိုယ်ပိုင်လုပ်ငန်းကချက်ချင်းလက်ငယ်ဝင်ငွေရလာမှာမဟုတ်ရှုပ်လုပ်ငန်းတွေက6လတစ်နှစ်လောက်ကြာတော့မှဝင်ငွေရဝင်လာတာဒါပေမဲ့အဲ့ဒီဝင်ငွေရလည်းချက်ချင်းသုံးလို့ရသေးတာမဟုတ်ဘူး working capital အနေနဲ့လုပ်ငန်းထဲမှာပြန်ပြီးတော့လဲရသေးတာဆိုတော့အချိန်ကြာလာတာနဲ့အမျှပုံမှန်လစာမရတဲ့အတွက်ကြောင့်မလို့လူကဘာဖြစ်လာလဲဆိုတော့ depression ဝင်လာကျွန်တော်တို့ကအုံနောက်ကသွားလေ့ကျင့်ပေးထားတယ်လေဝန်ထမ်းဘဝမှာကျွန်တော်တို့လေ့ကျင့်ပေးထားတယ်လကုန်ရင်လစာရမယ်လကုန်ရင်လစာရမယ်အဲ့ဒီအလေ့ကျင့်ကြီးကအလုပ်ထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလေးလုပ်လို့တော့ပြောင်းမြန်ကြီးဖြစ်သွားအောင်လကုန်ရင်လစာမရတော့အဲ့ချိန်မှာအုံနောက်ကနေဟလာ pressure တွေပြီးနေ stress တွေပြီးနေအဲ့ဒါတော်တော်ဆိုးတယ်ဒုတိယပြဿနာကဘာလဲဆိုတော့ကိုယ်လုပ်ငန်းကဟလာသူ့ဟာသူပုံမှန်လည်နေတာမျိုးမဟုတ်ဘဲနဲ့အရှုံးနဲ့ကြုံသွားပြီဆိုရင်ကိုကပတ်စံထက်ထည့်ရတော့ကိုကလည်းအလုပ်ကထွက်ပြီးသားဖြစ်နေပြီလစာလည်းမဝင်တော့ဘူးအဲ့တော့ဘယ်ပတ်စံကိုယူပြီးတော့သွားထည့်မယ်သူများစီကကြီးငှားပြီးတော့ထည့်မယ်လားဆို stress ကပို့ပြီးတတိယပြဿနာကဘာလဲဆိုတော့ကိုကသူများအလုပ်ကနေထွက်လိုက်ပြီးဖြစ်တဲ့အကြောင်းမလို့ဈေးကွက်ထဲမှာကိုကအခွင့်အလမ်းတွေဆုံးရှုံးသွားတတ်တယ်ဆိုကာစတန်မှာဖြစ်လာနိုင်တဲ့လူတွေကိုကသွားပြီးတော့မိတ်ဆက်ပေးလို့ရတယ်ကိုကုမ္ပဏီရဲ့ဟလာအရှိန်အဝါကိုသုံးပြီးတော့ကိုကသွားပြီးမိတ်ဆက်တာကကိုဘာသာကိုအလုပ်ထွက်ပြီးတော့ကိုပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာသွားမိတ်ဆက်တာတွေတော့ပို့ပြီးတော့အကျိုးရှိတတ်တယ်ဆိုတော့အဲ့ဒီခွင့်လန်းတွေကိုဆုံးရှုံးသွားတတ်တယ်ဒီဟာကိုဖြည့်ရှင်းနေတယ်ဆိုလို့ရှိရင် solution ကဘာလဲဆိုတော့သူများအလုပ်ကနေမထွက်ခင်မှာ side hustle တစ်ခုကိုကိုဘာသာကိုတိစောက်ကိုပိုင်လုပ်ငန်းကိုဝင်ငွေလမ်းကြောင်းတစ်ခုအနေနဲ့အပေါ်ဝင်ငွေလမ်းကြောင်းတစ်ခုအနေနဲ့ကြိုတင်ပြီးတော့တိစောက်ထားအဲ့လိုတိစောက်ထားပြီးတော့
နည်းနည်းခိုင်မာလာပြီဆိုတဲ့အခါကျတော့မှသူများလောက်ကနေထွက်ကိုယ်ပိုင်လုပ်ငန်းကိုစပြီးတော့တည်ထောင်ပါဝန်ထမ်းအများစုအလုပ်ထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာကြာရှုံးရတဲ့တတိယမြောက်အကြောင်းရင်းကလုပ်ငန်းရွေးချယ်မှုမှားယွင်းခြင်းပဲဝန်ထမ်းအများစုကအလုပ်ထွက်ပြီးတာနဲ့သူတို့ကျွမ်းကျင်တဲ့နယ်ပယ်မှာကိုယ်ပိုင်လုပ်ငန်းကိုတည်ထောင်တတ်ကြတယ်ပြဿနာကသူတို့ကျွမ်းကျင်တဲ့နယ်ပယ်ကအကြဘက်ရောက်နေတာဒါမှမဟုတ်တိုးတက်မှုမရှိတာဆိုလို့ရှိရင်သူတို့လုပ်ငန်းကအောင်မြင်မှာမဟုတ်အဲ့ဒါရဲ့စံချိန်ဘက်ကဘာလဲဆိုတော့တချို့ဝန်ထမ်းတွေကြတော့အခုချိန်မှာဘာဟော့နေလဲဘာဆိုင်ရာဟော့နေရလားဒါ game ဆိုင်ရာဟော့နေတာလားဟိုတယ်ကဟော့နေတာလားစသဖြင့်ပေါ့ဟော့နေတဲ့လုပ်ငန်းမှာသူတို့ကသွားပြီးတော့လုပ်တတ်ကြတယ်ကိုကလည်းမကျွမ်းကျင်တဲ့အပြင်ဝါသနာမပါတဲ့လုပ်ငန်းဖြစ်နေတဲ့ခါကြလို့ရှိရင်အဲ့လုပ်ငန်းအောင်မြင်မှာမဟုတ်ဆိုတော့ဗျာစိုက်ပျိုးရေးလုပ်ငန်းတွေကခေတ်ထားနေတဲ့အချိန်မှာဟုတ်လားကိုကသွားပြီးတော့စိုက်ပျိုးရေးလုပ်ငန်းမှာရင်းနှီးမြှုပ်နှံလိုက်တယ်ဒါပေမဲ့ပြဿနာကအဲ့စိုက်ပျိုးရေးလုပ်ငန်းတည်ရှိနေတဲ့ရွာတွေနယ်တွေမှာကိုကသွားမနေနိုင်ဘူးဆိုလို့ရှိရင်ကိုလုပ်ငန်းကဆုံးရှုံးမှုရမှာပဲအဲ့တော့ကိုဝါသနာနဲ့ကိုက်ညီတဲ့လုပ်ငန်းမဟုတ်တဲ့အခါကြလို့ရှိရင်အောင်မြင်မှာမဟုတ်လုပ်ငန်းရွေးချယ်မှုမှားယွင်းခြင်းရဲ့တတိယမြောက်ပြဿနာကအလှမ်းကျယ်ပြီးတော့အလဲလက်တာကိုကကြီးကြီးကျယ်ကြီးတွေချကြတယ်မနိုင်ဝန်ထမ်းတာပေါ့အဲ့တော့ဘာဖြစ်လဲပါတနာရှားရတယ်ပါတနာကသိတဲ့အတိုင်းပဲငွေရှင်ချင်းချင်းဆိုတာကအချိန်တစ်ခုရောက်တဲ့ခါကြလို့ရှိရင်ကိုကန်ထုတ်ဖို့ပဲသူကစဉ်းစားတာအဲ့တော့ပါတနာကြီးနဲ့ပြဿနာတဲ့လုပ်ငန်းတွေကကွဲပြေးနောက်ဆုံးတော့သူများလုပ်ငန်းမှာပြန်ပြီးတော့ဝန်ထမ်းပြန်လုပ်ရတဲ့ဘဝရောက်သွားတတ်တယ်ဆိုတော့ဒီပြဿနာကိုဖြေရှင်းခြင်းနဲ့ဆိုလို့ရှိရင်စောင်းဝိုင်း၃ဝိုင်းကိုအသုံးချပထမစောင်းဝိုင်းတစ်ဝိုင်းမှာကိုယ့်ရဲ့ဝါသနာတွေကိုထည့်ဒုတိယစောင်းဝိုင်းမှာကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုထည့်တတိယစောင်းဝိုင်းထဲမှာကြတော့လက်ရှိမှာ hot ဖြစ်နေတဲ့နော် growing ဖြစ်နေတဲ့ industry တွေကိုထည့်အဲ့စောင်းဝိုင်း၃ခုစုံမှတ်မှာကိုယ့်ရဲ့လုပ်ငန်းကိုရွေးချယ်ပါလို့အကြံပြုချင်ပါတယ်ဒီလောက်ဆိုလို့ရှိရင်တော့ဝန်ထမ်းတွေနော်အလုပ်ထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာဘာကြောင့်ကြာရှုံးတက်တယ်လဲဆိုတာကိုနားလည်သဘောပေါက်မယ်ထင်ပါတယ်ကျွန်တော်ပေးခဲ့တဲ့ solution တွေကိုလည်းအသုံးချကြည့်ပါဒါမှမဟုတ်ပိုကောင်းတဲ့ solution တွေရှိတယ်ဆိုလို့ရှိရင်လည်း comment မှာသွားပေးပါကျွန်တော် channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်